လုံးပဲမင်္ဂလာပါဗျာနော်မျိုးတွေအားလုံးပဲမင်္ဂလာပါ channel လေးကိုဝင်လာတဲ့ like and share လေးတွေလုပ်ပေးထားအောင်ဗျာမျိုးတွေအားလုံးပဲနော်အခုကဒီချိန်က like ကလုံးလုံးမရတဲ့အခါကျတော့ကျွန်တော်လည်းဒါဗီဒီယိုလုပ်ပြီးတော့ဗောနော်ဗီဒီယိုလုပ်ပြီးတော့ကျွန်တော်မျိုးတွေအားလုံးတင်ပေးတာဖြစ်တယ်ဗောနော်ကျွန်တော်ကိုယ်မှအားလုံးပဲ like and share လေးလုပ်ပေးပါအောင်မျိုးတွေအားလုံးပဲနော်ဗီဒီယိုလေးကိုကြည့်ပြီးပါ share လေးနဲ့ကူညီပေးပါအောင်ဗျာနော်ဒါ channel like မလုပ်တာကြတော့နည်းနည်း channel အဲ့ဒါမဖြစ်ဘူးတည်တယ်လို့ဖြစ်နေရမှာနော်အဲ့ဒီပြန်ပြီးတော့ယူလာအောင်ကျွန်တော်ကိုယ်မှအားလုံးပဲဒါဗီဒီယိုနည်းနည်းတူတူလေးပေါ့ဗျာတူတူလေးပေါ့ဒါ site ကလေးနဲ့ဒါကနန်းတစ်ပတ်ကောင်းလေးနဲ့ပေါ့ဒါအလိုမျိုးလေးတင်ပေးမယ်ပေါ့နော်ကျွန်တော်ကိုယ်မှအားလုံးပဲဒါဗီဒီယိုလေးလုပ်ပြီးတင်ပေးတာဖြစ်တယ်ပေါ့နော် like and share လေးနဲ့ကူညီပေးပါအောင်ဆရာကြီးရဲ့မျိုးတွေအားလုံးပဲကိုယ်စိတ်မကကြမ်းမှချမ်းသာကြပါစေတို့ကျွန်တော်တို့ဘယ်နှပါလဲနှစ်ထိတ်ရတယ်ဒီညနေမှလည်း၄ထိတ်ရတယ်ပေါ့ဒါပေမဲ့ကနန်းကတော့မအောင်မနက်က29ကနေကပ်ပြောင်းတယ်ဒီညနေလည်းကျွန်တော်တို့က48တို့43တို့42တို့ဆိုဒါ48ဆိုတော့ကောင်းထုတ်ထားတာပေါ့နော်သူကကနန်းကြီးကကြာတာကောင်းတယ်ဗျနည်းနည်းလေးသူကလည်းလေစားခြင်းတဲ့သဘောလေးဖြစ်နေတယ်အခါမျိုးကြတော့ကနန်းဟိုထိတ်စီးရင်မှမျိုးနောက်ပြီးပြတ်ကြတယ်ပေါ့အဲ့လိုမျိုးဖြစ်နေပေါ့နော်သူသွားတာကောင်းပါတယ်ဒီမှာတစ်ကဲ6ပဲ6ပဲဒီ3လုံးပေါင်း3လေထားတာပေါ့တော့တစ်ကဲခွန်ရင်9ရယ်ဒီ3လုံးပေါင်း3လို့9ထိပ်လို့ထည့်အဲ့လိုထည့်ပြီးရင်တော့တစ်ကဲ6ပဲ9ရယ်ဒီ3လုံးပေါင်း2ကို2ကဲ4ရယ်6ပဲဒီ3လုံးပေါင်း2လို့ရိုက်ပြီးတော့54လို့ပြီးရှင်းတယ်အဲ့လိုရှင်းပြီးတော့မှသူက1ကဲ2ကဲ4ရယ်ဒီ3လုံးပေါင်းခွန်ကြ6ကဲ6ကဲ9ရယ်ဒီ3လုံးပေါင်းခွန်လို့ထည့်သူကအဲ့လိုလားဒီ3လုံးပေါင်းခွန်လို့ထည့်ရအောင်နော်အဲ့လိုခွန်လို့ထည့်လိုက်ရင်ဒီ3လုံးပေါင်းခွန်လို့ထည့်1ကဲ9ရယ်နှလုံးပေါင်း6လို့ရတာညီတော့3ရယ်3ရယ်6ပဲဒီ3လုံးပေါင်းက6လို့ရတယ်အဲ့တော့ညနေပဲ6ထိပ်လို့ရတယ်ကျွန်တော်တို့ရိုက်တာဒီ3လုံးပေါင်း6ကိုဒီ3လုံးပေါင်း6ဆိုပြီးတော့63ကိုရှင်းလာလို့ပဲယူလို့စားလို့ရတယ်ဒီ3လုံးပေါင်း3ကိုဒီ3လုံးပေါင်း3နဲ့ရိုက်တာလို့ပဲယူစားလို့ရတယ်ကျွန်တော်ဒီမှာဒီသူကဒီ3လုံးပေါင်း4လို့ရတာပေါ့ဒီမှာ3လုံး4လို့လည်းယူစားလို့ရတယ်ပေါ့နော်အဲ့လိုမျိုးရိုက်တာပေါ့63နောက်တစ်ခါနောက်တစ်ပတ်မှာဒီ3လုံးပေါင်းခွန်လို့ရတယ်အဲ့ခွန်ကလည်း3ရယ်6ပဲ1တယ်ဒီ3လုံးပေါင်းခွန်လို့ရတယ်အဲ့လိုခွန်လို့ဒီ1ကဲ2ကဲ4ရယ်ဒီ3လုံးပေါင်းခွန်လို့ရတာကို3ရယ်6ကဲ1ကဲဒီ3လုံးပေါင်းခွန်လို့ရိုက်လို့တစ်ထိပ်လို့ဝင်တဲ့အချိန်မှာပဲ1ကဲ4ရယ်9ရယ်ဒီ3လုံးပေါင်း3ည9ရယ်3ရယ်2ကဲဒီ3လုံးပေါင်း3ညလို့ထည့်ပြီး1 3လို့ဖြုတ်အဲ့လိုဖြုတ်ပြီးတော့ဆိုသူကဘာရိုက်လဲဆိုတော့3ညရယ်6ကဲ3ရယ်ဒီ3လုံးပေါင်း9ကို2ကဲ6ကဲ1ကဲဒီ3လုံးပေါင်း9လို့ထည့်6ထိပ်လို့ပဲရိုက်တယ်3ညရယ်9ရယ်နှလုံးပေါင်း5လို့ရတာတော့ကျွန်တော်တို့ကဒီမှာ6ပဲ3ရယ်6ပဲဒီ3လုံးပေါင်း5နဲ့လိုက်ရိုက်တယ်အဲ့တော့6ထိပ်လို့ရိုက်တယ်အဲ့အချိန်မှာပဲဒီ3လုံးပေါင်း5ကိုနောက်ကျောကနေ3လုံးပေါင်း5ဆိုရင်68ပေါ့ဒါမှမဟုတ်ဒီ3လုံးပေါင်း5ကိုဒီ3လုံးပေါင်း5လို့ရိုက်တယ်68ဒီ3လုံးပေါင်း3ကိုဒီ3လုံးပေါင်း3လို့ရိုက်မယ်ဆိုရင်ဒါ68ပဲပေါ့အဲ့လိုမျိုးရိုက်တယ်နောက်တစ်ခါမှလည်း3ညရယ်6ပဲ3ရယ်ဒီ3လုံးပေါင်း9လို့ရတာ3ရယ်4ရယ်2ရယ်ဒီ3လုံးပေါင်း9လို့ထည့်ဒါ3ရယ်4ရယ်ရှိတော့2ထိပ်လို့အဲ့ဒါကို3ည3 1ဆိုတဲ့ဒီ3လုံးပေါင်း4ကြောင့်9ရယ်3ရယ်6ရယ်ဒီ3လုံးပေါင်း4လို့ရတယ်အဲ့တော့23လို့ဖြုတ်တယ်ဖြုတ်ပြီးပါဆိုတော့3ရယ်6ရယ်3ရယ်ဒီ3လုံးပေါင်း2ကြောင့်ဒီ3လုံးပေါင်း2လို့ဖြစ်အောင်2ကဲ6ကဲရှိလိုက်တော့ဒီမှာ4ထိပ်3ရယ်1ကဲနှလုံးပေါင်း4ထားခြင်းကြောင့်2ကဲ8ကဲ4ရယ်3လုံးပေါင်း4လို့ရတယ်အဲ့တော့4ထိပ်လို့ကျွန်တော်ရတယ်ဒါဆိုရင်ဒီ3လုံးပေါင်း4ကိုဒီက3လုံးပေါင်း4နဲ့ပဲထည့်ဒါဆိုရင်40မဟုတ်40နဲ့8ပေါ့နော်ဒီ3လုံးပေါင်း4ကိုဒီ3လုံးပေါင်း4ပြအောင်3ည6ပဲရတော့8တော့ပြည့်လို့48လို့ထည့်
ဘယ်လိုထည့်လဲဆိုတော့4ရဲ့8က4ရဲ့6ဒါဆိုဒီသုံးလုံးပေါင်း6ဆိုရင်3ညလို့ထည့်ဒါဆိုရင်9ရဲ့4ရဲ့9ရဲ့6ရဲ့4ရဲ့3လုံး9ကိုဒီသုံးလုံးပေါင်း9လို့ဖြစ်အောင်3ညလို့ထည့်ရမှာအဲ့ဒါကိုကျွန်တော်4ဝင်ချအောင်တော့ယူတယ်ဒါပေမဲ့အဲ့ခုနေအောင်ကျွန်တော်ဟိုစားကိုမရိုက်လိုက်တာ40ကိုထည့်မရိုက်လိုက်တာ4ပရိတ်တွေပေါ့နော်4ပရိတ်တွေမျိုးပရိတ်တွေဖြစ်သွားတာအဲ့မှာ40ကိုမရလိုက်ဘူးဗျာထားလိုက်တော့ပေါ့ဒါပြီးသွားတဲ့အနေထားအဲ့ဒါကိုကျွန်တော်ကနံပါတ်5ကိုကျွန်တော်သွားခြင်းတဲ့အကွက်ကလေးတစ်ခုပေါ့နော်ဒီမှာသူရိုက်ထားတဲ့ပုံစံတိုင်းလေးပေါ့နော်ဒီခွန်ရဲ့2က9ရဲ့နောက်ထိုင်လိုက်လေးပေါ့နော်ခွန်ရဲ့2က9ရဲ့ခွန်နဲ့9ဆိုတဲ့ဒီသုံးလုံးပေါင်း4ကို9ရဲ့6ရဲ့3ရဲ့ဒီသုံးလုံးပေါင်း4လို့ထည့်3လောက်ပဲလို့ရိုက်တယ်6က9ရဲ့1ကဗီဒီယိုကလည်းကျွန်တော်မလုပ်နေကြပါဘူးဗီဒီယိုကနည်းနည်းလေးမဲမဲသွားတယ်ခွန်ရဲ့2က9ရဲ့ဒီသုံးလုံးပေါင်း4ကို9ရဲ့6ရဲ့3ရဲ့ဒီသုံးလုံးပေါင်း4လို့ရိုက်တယ်6က9ရဲ့1ကဒီသုံးလုံးပေါင်း2ကို9ရဲ့4ရဲ့3ရဲ့ဒီသုံးလုံးပေါင်း2လို့ပဲရတယ်ဒီမှာ4ရဲ့9ရဲ့1ကဒီသုံးလုံးပေါင်း4ရဲ့9ရဲ့2ကဒီသုံးလုံးပေါင်း1လို့ရတာ哦ဒီသုံးလုံးပေါင်း1လို့ရိုက်မှဆိုရင်1က3ရဲ့နှလုံးပေါင်း4ခန့်ရှိကြတဲ့တော့ကျွန်တော်ခွန်တော့ပဲအဲ့ခွန်တော့ပဲလေးကြိုက်တယ်ဗျာနော်တခြားပြန်ကြည့်နော်ဒီခွန်ရဲ့2က9ရဲ့ဒီသုံးလုံးပေါင်း4လို့ရတာလို့9 6 3နဲ့သုံးလုံးပေါင်း4လို့ပြန်ချိုးတဲ့ကြားရရတယ်9ရဲ့1က6ကဒီသုံးလုံးပေါင်းက2လို့ရလို့9 4 3နဲ့သုံးလုံးပေါင်းရင်2လို့ရတယ်ဒီမှာ4ရဲ့9ရဲ့2ကဒီသုံးလုံးပေါင်း1လို့ရတာဒီသုံးလုံးပေါင်း1လိုက်တော့ကို1က3ရှိတာတော့ခွန်တော့ပဲဒါသူ့ရပဲလားဆိုတော့မဟုတ်ဘူးဒီမှာသူရိုက်ထားတာကခွန်နဲ့9ဆိုတဲ့ဒီသုံးလုံးပေါင်း4လို့ရတာ9ရဲ့6က3ရဲ့ဒီသုံးလုံးပေါင်း4ပြအောင်3လောက်ပဲလို့ရောက်တဲ့ချိန်မှာပဲသူကခွန်ရဲ့3ညရဲ့4ရာဒီသုံးလုံးပေါင်းက1ခွန်3ည4ဆိုတဲ့သုံးလုံး1ကို2က6က3ရဲ့ဒီသုံးလုံးပေါင်း1ကိုနော်ဘုံပါဦးဒီကြားရနေခွာပြီးတော့1နဲ့ပဲရိုက်ထားတာ2က6ကနှလုံးပေါင်း8ရဲ့တော့3လောက်ပဲလို့ပဲဝင်တယ်ဒီသုံးလုံးပေါင်း4ကြောင့်ဒီသုံးလုံးပေါင်း4 3လောက်ပဲဒီသုံးလုံးပေါင်း1ကြောင့်ဒီသုံးလုံးပေါင်းက1 3လောက်ပဲဒါကွက်တီပဲနော်နောက်တစ်ခါ6က9ရဲ့1ကဒီသုံးလုံးပေါင်းက1 6က9ရဲ့1ကဆိုတော့ဒီသုံးလုံးပေါင်းက2အဲ့2ကို9ရဲ့4ရဲ့3ရဲ့သုံးလုံးပေါင်း2လို့3လောက်ပဲလို့ရောက်တဲ့ချိန်မှာပဲ6က3ရဲ့3ရဲ့ဒီသုံးလုံးပေါင်းက2သူ့ကိုကြားထဲကနေ9 4 3ဆိုတော့သုံးလုံးပေါင်း2နဲ့ပဲလိုက်ကြော်တာလာရင်သုံးလုံးပေါင်း1ကိုသုံးလုံး1နဲ့ရိုက်တယ်သုံးလုံးပေါင်း2ကိုသုံးလုံး2နဲ့ရိုက်တယ်ဒါဆိုရင်ဒီမှာသုံးလုံးပေါင်း1လို့ရတာဒီမှာသုံးလုံးပေါင်း1လို့ခွန်လောက်ပဲရောက်တဲ့ချိန်မှာပဲ4ရဲ့8က3ရဲ့ဒီသုံးလုံးပေါင်းက9ကြီးအဲ့9ကို9ရဲ့3ရဲ့ဒီနောက်ပိတ်ကဒီသုံးလုံးပေါင်းက9ဖြစ်အောင်9ရဲ့3ရဲ့နှလုံးပေါင်း8ရဲ့တက်ကိုခွန်တုံးနောက်ပိတ်ဗျာနော်အဲ့ခွန်တုံးနောက်ပိတ်ကိုကြိုက်အဲ့ဒါကိုကျွန်တော်တကွက်သေးကနန်းဘယ်လိုထည့်မလဲဆိုတော့အဲ့ဒါကိုဒီလိုမျိုးလေးရိုက်ထားတယ်ဒီမှာရိုက်ထားတဲ့ဒီသုံးလုံးပေါင်း4ကြောင့်ဒီသုံးလုံးပေါင်း4လို့ထည့်ဒီသုံးလုံးပေါင်း1ကဒီသုံးလုံးပေါင်း1လို့ထည့်3နောက်တိုင်းအဲ့ဒါကိုသူရိုက်ထားတာကဒီသုံးလုံးပေါင်းအဲ့ဒါကိုသူရိုက်ထားတာက2က6က9ရဲ့ဒီသုံးလုံးပေါင်း3လို့ရိုက်တာကိုခွန်5 1နဲ့သုံးလုံးပေါင်း3လို့ရိုက်တယ်ဒီသုံးလုံးပေါင်း2ကြောင့်ဒီသုံးလုံးပေါင်း2လို့ရိုက်တယ်အဲ့တော့1 3လို့ဒီလိုဖြုတ်ထားတာအဲ့ဒါကို4ရဲ့6ကနှလုံးပေါင်း3ညလို့ရိုက်ထားကြည့်အောင်ဒီနောက်ပိတ်နဲ့ထွက်လာတဲ့ပရိတ်နဲ့6က3ရဲ့1ကဒီနှလုံး3ညကိုဒီသုံးလုံးပေါင်း3ညနဲ့ပဲပြန်ပြီးတော့ချုပ်ထားတယ်အဲ့တော့1 3ဆိုလို့ရိုက်ထားတာပေါ့နော်1 3ဆိုလို့ရိုက်ထားတာ1 3ဆိုတော့သူရိုက်ထားတာနောက်တစ်ခါမှလည်းဒီသုံးလုံးပေါင်းက2သူ့သုံးလုံးပေါင်း2ဖြစ်အောင်3လောက်ပိတ်ထည့်ဒီသုံးလုံးပေါင်းက2ရားရနဲ့2ဖြစ်အောင်3လောက်ပိတ်ထည့်အဲ့ဒါမှ6 6 1ဆိုတဲ့ဒီသုံးလုံးပေါင်း3ကို6က9ရဲ့2ကသုံးလုံးပေါင်း3လို့
6က4ရဲ့3ရဲ့ဒီ3လုံးပေါင်း3ကြောင့်လဲ9ရဲ့6ရဲ့2ရဲ့ဒီ3လုံးပေါင်း3ရဲ့အဲ့တော့23လို့ဖြုတ်တယ်3ရဲ့6ရဲ့နှလုံးပေါင်း9ကြောင့်4ရဲ့3ရဲ့2ရဲ့ဒီ3လုံးပေါင်း9လို့ရဲ့23လို့ပဲတစ်ခွက်တည်းထွက်တာနော်တစ်ခွက်တည်းထွက်တာနော်ဘူရီကိုလောက်တာဆိုတော့ဗျာနည်းနည်းတော့ဒီမှာထိပြီးတော့ကြည့်ပြီးပေါ့နော်အဲ့တော့တတိယကံမှာလဲ4ရဲ့9ရဲ့2ရဲ့ဒီ3လုံးပေါင်း1ကြောင့်ဒီ3လုံးပေါင်း1ဖြစ်အောင်ခွန်နောက်ပိတ်လို့ထည့်4ရဲ့8ရဲ့3ရဲ့ဒီ3လုံးပေါင်း5ကြောင့်9ရဲ့3ရဲ့ခွန်ရဲ့ဒီ3လုံးပေါင်း5ဖြစ်အောင်ခွန်နောက်ပိတ်ထည့်အဲ့ဒါမှ6ရဲ့2ရဲ့4ရဲ့ဒီ3လုံးပေါင်း2ကြောင့်4ရဲ့1ရဲ့ခွန်ရဲ့ဒီ3လုံးပေါင်း2လို့ရိုက်ခွန်ထိတ်လို့ရိုက်6ရဲ့3ရဲ့3ရဲ့ဒီ3လုံးပေါင်း2ကြောင့်1ရဲ့4ရဲ့ခွန်ရဲ့ဒီ3လုံးပေါင်း2လို့ရိုက်ခွန်ထိတ်လို့ရိုက်ခွန်ထိတ်ခွန်ပိတ်ခွန်ဘူးလို့ရိုက်အဲ့ဒါကို3ရဲ့4ရဲ့နှလုံးပေါင်းခွန်ကြောင့်ဒီ3လုံးပေါင်းခွန်နဲ့ရိုက်3ရှိထားတဲ့အတွက်4ပြိပဲဗျာခွန်ဘူးနော်ခွန်ဘူးပေါ့နော်ဒါတခြားအလုံးလေးတော့ရှိသေးတယ်ကျွန်တော်2ခွက်3ခွက်တော့ကပ်ပြီးထားတယ်နော်ဘူဒီကတော့တားကြီးရှိလို့ရှိရင်ကျွန်တော်ပြန်တင်ရတာဒုက္ခရောက်တဲ့တော့ဒါကျွန်တော်ကိုယ်မှာလိုက်ရင်ရှင်းလေးတော့လုပ်ပေးတာပါဒါကျွန်တော်ဘူဒီပိုင်းမတင်ပြရင်လည်းဒီမှာကျွန်တော်ဖုန်းနံပါတ်ကလေးရေးပေးထားတယ်ကျွန်တော်လောတဲ့3နဲ့ဖုန်းနံပါတ်ဘိုင်ပါရှိတယ်အဲ့ဒါလေးတွေကျွန်တော်ကိုယ်မှာအားလုံးကျွန်တော်ရေးပေးထားတယ်ပေါ့နော် site ကလေးကတော့ပြီးရင်နည်းနည်းလေးပြန်ပြီးတော့ကြည့်ပေးပေါ့နော်ဒါဘူဒီကိုလောက်တာပေါ့နော်ဘူဒီကိုလောက်ထားတာဖြစ်တဲ့တော့ဒါဘူဒီထဲမှာအခုပြောချင်တဲ့စကားကိုပြောထားပြီးတော့ဒါဘူဒီကိုပြန်ပြီးတော့ကျွန်တော်ပြန်တင်ရမှာပေါ့ဗျာနော်ဒီအားလုံးပဲဒါလေးကို sequential လေးရိုက်ပြီးယူထားပါတော့နိုင်ရ share လေးလည်းအများကြီးအများတွေ့အများပေါအောင်ကျွန်တော်ပြောနေတဲ့အတိုင်းပဲအဲ့ဒါလေးကို share လေးလုပ်ပြီးပေါ့နော်ကျွန်တော်အခုဒီမှာအားလုံးပဲအားလုံးပဲမင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေအားလုံးပဲကိုယ်စိတ်နဲ့ကြချမ်းသာချမ်းသာရပါစေကျွန်တော်ခွန်ထိတ်ခွန်ဘိန်းနဲ့ဆိုတော့ခွန်ပိုင်းကြိုက်တယ်ခွန်ဘူးကိုတင်ထိုးပေါ့နော်4ခွန်3ခွန်3လေးကိုဒုတယ်ဒါဟိုကျွန်တော်ဒါမနေ့ကျရင်တော့ထက်ကြည့်လို့ရှိရင်တော့ကျွန်တော်ရံကွက်အောကွက်ဒါအကုန်လုံးကျွန်တော်ခဏ5 6ခွက်ခွက်ထုတ်တာပေါ့နော်အဲ့ဒါကိုဒါဟိုထိုးရင်တဲ့လူကလည်းကျွန်တော်ပေါက်ပေးတွေပါကြတယ်ယူထားတာမရှိဘူးပေါ့နော်ယူထားတာမရှိဘူးကျွန်တော်စေစနာနဲ့ပဲပေါ့နော်ကျွန်တော်ကိုဒီမှာအားလုံးဒါစေစနာနဲ့ပဲကျွန်တော်အရင်တော့ပေးလို့ပဲပေးပေးတယ်ဒါကိုပေါက်လို့ရှိရင်တော့စေစနာရှိပြီပေးလို့ဗျာကျွန်တော်လည်းရဲလိုင်းကြီးတွေပါညာတယ်ကျွန်တော်လုပ်ပေးရတာရှိရပေါ့နော်ဒါကိုလည်းဟိုပေါက်လို့ရှိရင်တော့ကျွန်တော်ကိုဒီမှာအားလုံးကဒါဟိုကန်ဆက်ကောင်လို့ကန်ဆက်ရှင်တဲ့ဆိုလို့ရှိရင်လည်းဒါကျွန်တော်အပေါ်ဖုန်းနံပါတ်မှာဘူရောကီရောရှိရပေါ့နော်ဒါကျွန်တော်ကိုမှအားလုံးဒါကြိုးပြီးပြတာနော်ကျွန်တော်ကိုမှအားလုံးကျွန်တော်ပေါက်ပြီးတောင်းထားတာတွေပါရင်ဘယ်လောက်ဘူးဖိုးပါတော့ဘာလို့ပြောတာမရှိဘူးဘာမှအရင်လိုပဲလာတောင်းလို့ရတယ်